It's the vocab time ဆိုတော့ဒီနေ့မှာတော့ SAT vocabulary ၅လုံးကိုအတူတူလေ့လာကြည့်ရအောင်ဆိုတော့ SAT vocabulary စေ့ဆောင်မှုပွဲမှာကိုမလေ့လာထားဘူးကိုမသိတဲ့ SAT vocabulary ရဲ့အများကြီးကြုံတွေ့နိုင်တယ်အများကြီးရှိနိုင်တယ်ဆိုတော့အခါကျရင်ကိုက dictionary တွေပါသွားလှန်လို့မရတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ကိုအခုကလေးကလေ့ကျင့်ကြရပါပေါ့နော်ဒီရဲ့စကားလုံးကိုတွေ့ပြီးဆိုတာနဲ့ dictionary ကိုသွားပြီးတော့တမ်းမလန်ကြည့်နဲ့အရင်ဆုံးဘာကိုအကြံပေးလဲဆိုတော့ဒီ vocab ကို maybe 5 or 10 seconds လောက်ကိုစဉ်းစားကြည့်ပြန်တွေးကြည့်ဒီစကားလုံးကဘယ်လို meaning ကိုပြောချင်တာဖြစ်မလဲတွေးကြည့်ပါနော်ဆိုတော့ပထမဆုံးစကားလုံးအရင်ဆုံးကြည့်ကြအောင် enhance ဆိုတာကဒီထက်ပိုပြီးတော့တိုးတက်တယ်ပိုပြီးတော့ကောင်းလာရယ်ဆိုရယ်အဓိပ္ပာယ်ရောက်တယ်ပေါ့နော် to improve the quality enhance experiences enhance recovery so သူက positive word for example watching this video will enhance your SAT vocabulary so ဒီ video ကိုကြည့်ခြင်းအပြင် SAT vocabulary ကဒီထက်ပိုပြီးတော့ကောင်းလာမယ်ဆိုတာယုံကြည်တယ် and by the way it's true so watch till the end နောက်တစ်ခုဒုတိယမြောက် word ကကြတော့ marginous နောက်ထပ် tips တစ်ခုကကြတော့ linguistic ကိုက roots တို့ suffix တို့ prefix တို့အဲ့အရာလေးနဲ့တွားပြီးတော့ဒီစကားလုံးမှာ apply လုပ်ကြည့်လို့ရတယ်တွားပြီးရှင်းကြည့်လို့ရတယ်ပေါ့နော်အဓိက exact meaning မသိရင်တော့မှဒီစကားလုံးကဘယ်လိုမျိုးပုံစံမျိုးကိုပြောချင်တာလဲဆိုတဲ့ဟာကိုလည်းသိနိုင်တယ်ဥပမာဒီစကားလုံးဆိုရင် homogeneous homo ဆိုတာက same prefix တစ်ခုပေါ့နော် same ကိုပြောချင်တာတူတယ်ဆိုတဲ့ဟာပြောချင်တာ homogeneous ဆိုတော့ဘာပြောချင်တာလဲဆိုရင် of the same kinds ဆိုတော့အမျိုးအစားတွေတူတာမျိုးဒီစကားလုံးကိုကြတော့ science concept တွေမှာအတွေ့မြင်ရတယ် okay နောက်တစ်ခုက capricious ဘာဖြစ်မယ်ထင်လဲ capricious ဆိုတာက unpredictable changes in mood ပေါ့နော်အပြောင်းလဲမြန်တာပြောချင်တာဖြစ်ပါတယ် capricious ဖြစ်တယ်ဆိုတော့အပြောင်းလဲမြန်တယ်အဲ့လို reason တစ်ခုပေါ့နော်အကြောင်းရင်းတစ်ခုခုမရှိဘဲနဲ့အပြောင်းလဲရမြန်တယ်ဥပမာ especially ပေါ့နော်စိတ်အပြောင်းလဲမြန်တာမျိုး for example crush နဲ့နိုင်ရှင်းပြောမယ်ဆိုရင်အဲ့လိုမျိုးတချို့ဆိုရှိကြတယ်လေဒီတရားကိုကြိုက်ပြီးဒီတရားကငါ့ crush အချောရတရားကိုတွေ့ပြီးဆိုတော့ he's my crush အဲ့နောက်တစ်လေးလည်းကြာရောဒီထက်ပိုပြီးတော့ချောရတူတရားကိုတွေ့ရ he's also my crush ဆိုတော့ခလို့စိတ်အပြောင်းလဲမြန်တဲ့ scenario တွေမှာတုံးလေးရှိတယ်and then နောက်တစ်ခုကကြတော့ rudimentary အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ basic ကြတဲ့ဟာပေါ့နော် basic ကြတဲ့အမှန်တရားတို့ဒါမှမဟုတ် principles တို့အဲ့မှာသုံးတယ်ဘယ်လိုပြောမလဲဆိုရင် for example before college it's very important to have a rudimentary knowledge of what your major is ကိုက college မသွားခင်မှာဘယ်လိုမျိုးအကြောင်းအရာတွေသင်ပါလဲဆိုတဲ့ဟာကိုအပေါ်ရန်အသေးစိတ်မဟုတ်တော့အပေါ်ရန်လေးတော့သိတင်တယ်ပေါ့နော်အဲ့လိုမျိုးသိဖို့ very important ဖြစ်တယ် okay နောက်တစ် word က biodiversity okay ဒီမှာလေဒီ linguistic နဲ့တွားပြီးကြည့်လို့ရတယ် bio ဆိုတာက life ကိုပြောချင်တာတနည်းအားဖြင့်ပြောမယ်ဆိုအဲ့လိုရှင်သန်နေတဲ့ဟာမျိုးပေါ့နော်အသက်ရှိတဲ့ဟာမျိုးအဲ့လိုမျိုးညွှန်းချင်တာ so biodiversity ရဲ့သူ့ရဲ့ meaning ကကြတော့ဇီဝမျိုးစုံမျိုးကွဲနောက်အသက်ရှိအမျိုးမျိုးပူးတွဲတည်ရှိမှု Do you understand the words that are coming out of my mouth? okay biodiversity က living things သက်ရှိဆိုပြီးတော့အဲ့လိုမှတ်ထားရင်အသက်ရှင်တဲ့အရာတွေဆိုပြီးတော့မှတ်ထားရင်ရပြီပေါ့နော် so SAT မှာစကားလုံးတစ်ခုရဲ့အတိအကျဒီ meaning ကိုသိစရာမလိုဘူးသူ့ရဲ့သဘောတရားလေးကိုကနားလဲဆိုရင်ဒါ SAT vocabulary ပိုင်နိုင်တယ်လို့ပြောလို့ရပြီပေါ့နော် so that's pretty much it so see you guys in the next videos